စေတဝင်ကြောင်းနော်စေတဝင်ကြောင်းဆိုတော့ဦးဇင်းတို့ဒီတဲ့နဲ့စင်ပြေတယ်လို့ကျုံတယ်လို့လေးပြောတော့မှာနော်တရားတော်ပြောနေကိုတရားရယ်လို့မဟုတ်ဘူးဦးဇင်းပြောမှာကသမိုင်းကြောင်းပုံစံမျိုးလေးနဲ့ဖြစ်တည်လာတဲ့အားလေးတွေကိုပြောပြမှာနော်အဲ့တော့ဦးဇင်းတို့ဆောနာကအနာရဘိန်တထေးရဲ့ဇေဒီမာရောက်တော့ကဦးဇင်းပြောခဲ့တယ်တရားဘယ်မှာတရင်သုံးတော့ဆိုရင်ရာဇကြိုဒီမှာတရင်သုံးတော့ကအနာရဘိန်တထေးကပြင်ခဲ့တာတပည့်တော်ရဲ့တာဝတိကိုလည်းပဲဘာတော့တာရဏပြည့်ရအတွက်ကြွပါအောင်ဖေဆိုပြီးတော့ဘ누구ကပြင်ခဲ့တာလဲနာရဘိန်တထေးကပြင်ခဲ့တာအဲ့ဒီလိုပြင်တဲ့အခါဆိုလို့ရှိရင်နေစရာထိုင်စရာကြောင်းမရှာဘူးလားရှာပြီနော်အဲ့ဒီလိုရှာရတဲ့အခါမှာမြတ်စွာဘုရားကိုပြင်ခဲ့တဲ့အတွက်ကြောင့်မလို့တဲ့ဒေတာဝိထိရဲ့ရှင်းတောင်ဘက်မင်္ဂလာမကန်လေးမှာဒီဇေတာမင်းသားပိုင်တဲ့နေရာကလေးတော့တွေ့တာနော်ဇေတာမင်းသားပိုင်တဲ့ဥယျာဉ်ပေါ့အဲ့ဒီလိုဥယျာဉ်ပိုင်တဲ့အခါမှာနာရဝင်းတထေးကဝယ်ဖို့ရအတွက်ဇေတာမင်းသားကိုတွားပြောတယ်တွားပြောတဲ့အခါမှာဇေတာမင်းသားကရောင်းတယ်လားဆိုတော့မရောင်းဘူးနော်မရောင်းဘူးဆိုတော့တွားပြောတယ်မရောင်းတော့နောက်ပိုင်းဇေတာမင်းသားကရွှေရင်းကားပြည့်ခင်းပေးရင်တောင်မှမရောင်းဘူးဆိုပြီးတော့ပြောလိုက်တယ်အဲ့ဒါကိုနာရဘိန်တထေးအဲ့ဒါကိုယူပြီးကြမှာဒါဆိုရွှေတင်းကားပြည့်ခင်းပေးနိုင်ရင်တော့ရောင်းဝယ်ရောင်းပါဆိုပြီးတော့အဲ့ဒီဖြစ်တဲ့ပြတဲ့တာကဒီရိုးရိုးပြီးတယ်မဟုတ်ဘူးဒီခုံလုံးတွေပါလေရောက်သေးတာအဲ့ဒီမြေဝဲတဲ့ကိစ္စနော်နောက်မှဒီလိုကိစ္စကတော့အဲ့ဒီဟိုပေါ့ကိုစောနာပြောတဲ့ရွှေတင်းကားပြည့်ခင်းရင်တောင်မှဆိုတော့သူတို့ရဲ့ဇက်ကပြောင်းမြန်ယူလိုက်တော့ရွှေတင်းကားပြည့်ခင်းတယ်ဆိုလို့ရှိရင်ရောင်းမှာဆိုပြီးနောက်မှစေတာမင်းကရှုံးသွားတဲ့အတွက်ကြောင့်မလို့နာတဘိန်တထေးကဒီနေရာကိုရွှေတင်းကားပြည့်ခင်းရတာခင်းတဲ့ကဒီခင်းတယ်ကုန်းလုံးမြေကြီးနေရာမှန်တယ်မြကုန်ခင်းရတာဒီတစ်ပင်နေရာရှိတယ်ဆိုလို့ရှိရင်အဲ့ဒီတစ်ပင်နေရာကိုကွက်ပြီးကြမှာအဲ့ဒီစာကိုတကပြန်ပြရတယ်အဲ့လိုခင်းပြီးမယ်လို့နာတဘိန်တထေးကြီးရဲ့မျက်နာကတစ်ချက်မှညှို့မတော့အဲ့ဒီဇေတာမင်းကလည်းကြည်နေတော့ဒီတထေးကြီးဒါလောက်ကုန်ကြခမ်းပြီးခင်းပေးနေတာတော့မျက်နှာညှိုးငယ်တဲ့တစ်ချက်မှမရှိဘူးတခုခုတော့ထူးခြားလိမ့်မယ်ဆိုပြီးတော့မေးတဲ့အခါငါတို့ကဘုရားဒီမှာတရင်တောင်းဖို့ရအတွက်ပြင်ထားတဲ့အတွက်တို့ကဒီနေရာမှာတိတ်ဆိတ်တဲ့နေရာလေးမြတ်စွာဘုရားလည်းတဘောကြတဲ့အတွက်ငါတို့ကဒီမှာရွေးတဲ့အခါကျတော့အဲ့ဒီမှာရွှေရင်းကားပြည့်18ကလေးနော်အဲ့ဒီလိုကုန်ကြခမ်းပြီးစောက်ခဲ့တဲ့နေရာမှာစေတာမင်းသားကလည်းသူကလည်းကိုယ့်လိုကောင်းမှုလေးပါဝင်ကြပါလေဆိုပြီးတော့မုတ်ပေါက်နေရာကိုတောင်းတာနော်မုတ်ပေါက်နေရာဘယ်လိုတို့နေရာတစ်ခုဒါကြောင်းစောလူရန်နာပဲဖြစ်ဘယ်နေရာပဲဖြစ်မုတ်ပေါက်တို့တကားတို့လူမြင်ကွင်းနေရာမှာတော်များများတဘောကြတယ်မို့လားမှန်ပါဗျာနော်ဦးဇင်းတို့လည်းဆိုတော့ဟာငါဒါတော့ကုန်ကြခံပြီးခင်းလာတာမုတ်ပေါက်ကတော့ဘာလို့ပြီးမှာတော့နော်ဒါပေမဲ့နာရဘိန်တထေးစဉ်းစားတော့ဇေတမင်းနဲ့ဆိုတာဒီမှာလဲသူအနာဘာဝတွေရှိတယ်တကယ်လို့ဒီမင်းသားကဒါတို့ဘုရားတာရဏကိုကြီးညိုမယ်ဆိုလို့ရှိရင်ဘုရားတာရဏပြုတဲ့အခါမှာအကျိုးမရဘူးဆိုပြီးတော့သူကပြေးလိုက်တယ်ဒီနေရာလေးတော့မခက်မှနဲ့ဗျာတဲ့ကျုပ်လှူတဲ့နေရာနဲ့ပါပြရစေနော်နာရဘိန်တထေးကပြေးလိုက်တယ်အဲ့လိုကြောင်းပြေးတဲ့အခါမုတ်ပေါက်ကြတော့လေကျုပ်ပိုင်တာတဲ့ဒီနေရာလေးကကျုပ်ရဲ့နာမည်လေးကိုလည်းထည့်ပေးလိုက်ပါဦးဘယ်လိုပြောရတော့စေတာမင်းကဟာဘာလို့ထမ်းမှာတော့ကမင်းငါတို့ဒီမှာကုန်ကြခါနဲ့ငါအကြောင်းဘောကွာဆိုဦးဇင်းတို့တာဆိုရင်နော်ဒါပေမဲ့နာရဘိန်တည်းပါတော့မပြောပါဘူးမင်းအကြောင်းဆိုတော့လည်းကဲမင်းနေလိုချင်တဲ့အတိုင်းကမင်းနာမည်လေးကထည့်ပေးလိုက်မယ်ဆိုတော့ဘာအကြောင်းဖြစ်သွားဇေတဝန်အကြောင်းဖြစ်သွားတာနော်တကယ်တော့နာရဘိန်တည်းအကြောင်းဆိုပြီးအကုန်လုံးတာရဏမှာအကုန်လုံးပြန်သွားပါနော်ဒါပေမဲ့လို့ဘာကြောင့်လို့ပဲသိများရတယ်ဇေတဝန်အကြောင်းလို့ပဲတော်များသိတာဟုတ်နော်ဒါဥစဉ်လို့ဆိုတော့ပြီးတော့ဟုတ်လားဒါဒီကောင်တို့လည်းကြတာဒီကောင်ဟုတ်လားတကယ်မြင်ခွင့်ကြမှာလေတကယ်ဒီနေရာမဟုတ်နေရာကိုလည်းယူသေးတာဟုတ်လားဒါပေမဲ့တွန်းတက်ပြီးတော့နာမည်လေးပါထည့်ပေးတာဒါပေမဲ့လို့ဥစဉ်တို့မြတ်စွာဘုရားရှင်ကအနာရဘိန်တထေးကြီးကိုဂုံပြုပြီးတော့အနာထပိန္တိကတအာရမေအနာရဘိန်တထေးကြီးဤအလွန်မှုလျော်ဝယ်ပြောဝရကောင်းတဲ့နောက်ထပ်တက်လာတာပါတော့စေတဝန်ကြောင့်ဘ
ဘလောက်ထဲတူမုတ်ဘောကိုထဲတက်တဲ့မြတ်စွာဘုရားကဒီဇေတဝန်ကျောင်းလေးကိုဟောပြီးဆိုလို့ရှိရင်အနာတပိဋိကတအာရမေဇေတဝန်နဲ့ဒီဇေတဝန်ကျောင်းကိုနောက်ပြီးကြမှာတိုက်တာနော်အဲ့တော့အဲ့ဒီရွှေတင်းကားတွေပြစ်တာက18ကလေးနောက်ပိုင်းကျောင်းတွေဆောက်တာက18ကလေးအဲ့ဒီကျောင်းတွေပြီးတော့အကုန်လုံးဒီရေစက်ချမြတ်တန်းအကုန်လုံးပြီးဝတာကကြတော့ဘာတော့18ကလေး18တောင်းလီ50နဲ့မှ4ကလေးကုန်ကြခံပြီးဆောက်လုပ်ခဲ့တဲ့စေတဝန်ကျောင်းတော်ရာကြီးနော်အဲ့လိုကျောင်းတော်ရာကြီးကိုဦးဇင်းတို့တွေဒီမှာဘုံမျိုးဝင်ကြတာဒါခုချိန်မှာတော့ဒါအိုယိုအိုပြက်တွေနဲ့ပေါ့နော်အဲ့ဒီအနာရဘတထေးကိုဂုံပြပြီးတော့မြတ်စွာဘုရားကဒီမှာပဲအကြတုံးနေတာနော်ဦးဇင်းတို့ကိုဇနာကလှည့်ပြီးပူဇော်တဲ့နေရာမှာမြတ်စွာဘုရား19နှစ်19ဝါနေတိုင်းတော့နေတာမဟုတ်တော့ဝယ်ဆိုတယ်ဒီမှာဝါဆိုတယ်ဒါဒီဝါကျူပြီးတဲ့ဆိုလို့ရှိရင်မြတ်စွာဘုရားဒါတခြားဒီတဏ္ဍာကြွားပြီးကြမှာတရားဦးတရားဟောတာသာသနာပြုတာနော်အဲ့ဒါဦးဇင်းတို့ခုပတ်နေတဲ့ခုအမှာပတ်နေတာခန္ဓာကုတိတိုင်လို့ခေါ်တယ်နော်အဲ့ဒီခန္ဓာကုတိတိုင်မှာမြတ်စွာဘုရားတရင်သုံးပြီဆိုလို့ရှိရင်ဒါဦးဇင်းတို့လက်ပြီးပူဇော်ကြည့်လိုက်အာယုံပြုကြည့်လိုက်အဲ့လိုပြုကြည့်တဲ့အခါမှာဒီအခုဦးဇင်းတို့ဒီချိန်လေးပေါ့ဒီချိန်လေးဒီထဲမှာရဟန်းတန်ခါတွေလည်းအများကြီးပဲရှိတယ်မနက်ကဆွမ်းကကြွမယ်ဆိုလို့ရှိရင်ရှင်အာနန္ဒာလည်းဥဆောင်ပြီးတော့အဲ့ဒီတကားပွင့်နေတယ်ဆိုလို့ရှိရင်တဲ့ဒီနေ့တော့မြတ်စွာဘုရားရှင်ငါတို့နဲ့အတူတူဆွမ်းကကြွမှာဆိုပြီးတော့အဲ့နမှာရဟန်းတော်တွေကမြတ်စွာဘုရားကိုစောင့်နေတာအဲ့ဒီပြီးမှာနော်အဲ့ဒီလိုစောင့်နေတယ်အမှန်မြတ်စွာဘုရားရှင်ကတူတူဆွမ်းကကြွတယ်တကယ်လို့တကားပိတ်ထားတယ်ဆိုလို့ရှိရင်တဲ့ဒီနေ့တော့မြတ်စွာဘုရားရှင်တခြားတနေရာတွားပြီးကြမှာဝိနည်းရဲ့အသက်တော်တွေကိုတွားပြီးတော့ဘာတော့ချွေတရားဟောနေတာဆိုပြီးတော့ရဟန်းတော်တွေကမဆောင်မနဲ့မြို့တွေကိုဘာတော့ဆွမ်းကကြွတာနော်အဲ့လိုမြတ်စွာဘုရားရှိတဲ့ကမြတ်စွာဘုရားတကားမွန့်လို့မလို့မြတ်စွာဘုရားနဲ့တို့ရဟန်းတော်တွေနဲ့ကိုယ်လုံးဆွမ်းကကြွပြီးတော့ဒီလိုချိန်ပြန်လာပြီဆိုလို့ရှိရင်ဒီမှာဟိုမှာဂျပန်လားဗီယက်နမ်လားမလို့အုတ်ထုတ်လေးနဲ့ရတန်ကြီးနှိမ့်နေအဲ့ဒီနေရာကိုရောက်တဲ့အခါတည်းမြတ်စွာဘုရားရှင်ခြေတော်ကြီးစေးတယ်စေးပြီးတဲ့အခါတိုင်းပဲစေးပြီးခန္ဓာကိုယ်တွေတန်းသွားတာမဟုတ်ဘူးနော်ဒေါလဘတရားဘယ်နှမတော့မလည်းညှို့ထောင်တာဒီမှာဒေါလဘတရား၅ပါးဒါတော့ပြီးပြီးတာနော်ဟိုမှာလူတွေပါတယ်ကောလို့ဘုဒ္ဓဝါဒဒုံလဘမနောတတဘောဒုံလဘမပိစိတဘောဒုံလဘကောလို့အမှဒုံလဘတရား၅ပါးမြဲတဲ့ဟောကြတာစွန့်ကံပြဲလာတဲ့အခါတည်းရေဆေးပြီးတဲ့တပြိုင်နက်တည်းရဟန်းတို့ဘာကမှဘုရားဖြစ်ကလည်းရခဲ့တယ်ရဟန်းဖြစ်ကလည်းရခဲ့တယ်လူဖြစ်ကလည်းရခဲ့တယ်သူတော်ကောင်းတရားဉာဏ်နာဘုရားကလည်းရခဲ့တယ်တရားနဲ့ပြည့်စုံရလည်းရခဲ့တယ်စတဲ့ဒေါလဘတရားကိုမြဲတဲ့အဲ့ဒီနေရာမှာဟောတာနော်အဲ့ဒါတရားပြုလို့ဆိုရမှာရေတွေပါတယ်တချို့တော့အနာမှာရေတွေပါတယ်စေးတယ်ဆိုကျမ်းမာရေးကောင်းတယ်အကုန်လုံးပေါ့ဒါကိုယ့်နဲ့ကိုယုံကြည်မှုပေါ့နော်ကိုယ့်နဲ့ကိုယုံကြည်ထားပြီဆိုလို့ရှိရင်အဲ့ဒီယုံကြည်စိတ်ကပဲကိုယ်ကိုပြန်ပြီးတော့ဒီပြန်ပြီးတော့အကျိုးသက်ရောက်တာပေါ့နော်ဒီနေရာကတာမန်နေထားလေးပဲဆိုလို့ရှိရင်ဘာမှမဟုတ်ဘူးဒါပေမဲ့ကိုကဘုရားရှင်ရဲ့ဂုဏ်ကိုအာရုံပြီးကြမှာဒါမျိုးလေးစေးလေးရေးလေးစေးလိုက်တယ်ဆိုလို့ကျမ်းမာရေးကောင်းတယ်လို့ခံယူထားရင်ကျမ်းမာရေးကောင်းမှာနော်အဲ့ဒီနေရာမှာအဲ့တော့ရပါဗျာအဲ့ဒီကန္နာကိုတင်ကနေတကားရှိတယ်သူတကားဘယ်တော့တကားဦးဇင်းတို့တွေခောက်တယ်ပေါ့နော်အောက်ခြေကနေခောက်တယ်ဆိုလို့ရှိရင်တဲ့ငကားတွေပါတယ်လာပြီးတော့ဘုရားကိုလာတွေ့တယ်အောက်ခြေနေတကားခေါ်တာငကားပြည်လာကြတာငကားတွေလာမိကြတယ်လေကောင်ကနေခောက်တယ်ဆိုလို့ရှိရင်ဒါလူတွေပေါ့ပေါ်ထိတ်ကနေခောက်တယ်ဆိုလို့ရှိရင်ဒါနက်ပြမာတွေလေအဲ့လိုခေါ်ရတဲ့မှာအမဦးဇင်းတို့ဒီမင်္ဂလာတော့ဖြစ်ပေါ်လာတယ်လေတခြားမဲ့ဒီနတ်တတယောက်ကအညတရဒေဝတာသူကနတ်တွေကအဲ့ဒီရောက်တယ်ဆိုလို့ချင်းသူကမထိုင်ဘူးမြတ်တို့လိုမထိုင်ဘူးအဲ့တော့သူကဒီဘိက္ခန္တရရတ္တိယဘိက္ခဒီနတ်တွေကမထိုင်တဲ့တက်တော်တဲ့နေရာမှာရက်ပြီးကြမှာမေးတာမြတ်စွာဘုရားကိုဒီသူတို့သိကျင်တဲ့အကြောင်းအရာလေးတွေကိုမေးတာထိုင်ပြီးကြမှာကျိုးတို့လည်းအောက်လေးချိန်ပြီးကြမှာထိုင်ပြီးမေးတာမဟုတ်ဘူးနော်ဘာမှမလို့သူတို့ဒါတော့ငါတို့သိပြီးတာလူတွေကြတော့ဘာတော့နာနာတွေဘာတွေညာတွေကြတော့လေဟုတ်လားအေးအားကြောင့်မလို့အဲ့တော့ဦးဇင်းတို့မြတ်စွာဘုရားရှင်အဲ့ဒီကန္နာကုတွေထဲမှာအဲ့ဒါလို့ဒီနေ့စဉ်ဝိတ္တရားတာဝန်နေလေဘောဘာကိစ္စနော်မနေ့ကမှဆိုလို့ရှိရင်လည်းမြတ်စွာဘုရားရှင်တတော်တွေချွတ်ဖို့ရအတွက်ကြည်တယ်နေ့ကမှဆိုလို့ရှိရင်ဒီရန်ဒီကုန်းလုံးဟောဖို့ပြောဖို့ကောင်းလို့နော်
ဒီကုံလုံးဘောပေါက်ကိစ္စ9မျိုးဆိုတဲ့စာရည်ကြည့်တယ်နော်အဲ့ဒီနေရာကနေမြတ်စွာဘုရားကျင့်ဆက်မှုများဆုံးနေရာကလည်းအဲ့ဒီနေရာပဲနော်အဲ့တော့မြတ်စွာဘုရားရှင်ဒီတဲ့မှာဇေတဝင်ကျောင်းတဲ့နာရပင်တထေးကြီးကိုဂုဏ်ပြုပြီးတော့မြတ်စွာဘုရားရှင်ဒီတဲ့မှာဘယ်နှဝါတရင်တော့ခဲ့တယ်ဆိုလို့ရှိရင်30နဲ့မှ9ဝါနော်အဲ့လိုနာရပင်တထေးကြီးဒီမှာလာတယ်ကိုလူတဲ့ကြောက်ဆိုတော့မြဲတမ်းလာတယ်ရန်တော်ရဲ့ဝေယဝိဆတွေကိုပုံလုံးလူလေးတွေမရှိအောင်ပြုစုစောင့်ရှောက်လာနော်အဲ့လိုပြုစုဆောင်တော့သူ့ကိုပါတယ်ဆိုတော့ဒါနဘုဒ္ဓတိတဲ့ဗရာတရားနဲ့ဒါနနဲ့ပျော်မှုတဲ့ပုဂ္ဂိုလ်ဆိုပြီးတော့သူ့ကိုသူ့အနေကိုဘာပေါ်မြတ်စွာဘုရားကပေးတာဘာလေးပဲတော့ကြောင်းနဲ့လာလှူးနေရင်ကိုသူကပြောနေတာနော်ဒီမှာတော့လည်းဒါကြုံမှာပါတခုလှူလိုက်တယ်ဆိုလို့ရှိရင်လူနေရရင်ကိုပါတော့ကျင်းနေတယ်ပြောနေတာနာရဝင်တို့ထိုးကြည့်ရလဲအဲ့လိုပဲလူနေရရင်ကိုတို့ကပြောနေတာနောက်ဆုံးကြတော့ဒီနာရဝင်တို့ထိုးကကျမ်းမာရေးမကောင်းကျမ်းမာရေးမကောင်းတဲ့အခါမှာဒီကိုစေရီပါရီတို့ကရမောမထနိုင်တဲ့အခါမှာဒီရှင်သာရိပုတ္တရာတို့ရှင်မောဂလန်တို့ရှင်အနန္ဒတို့ကိုတွားပြီးတော့တရားဟောခိုင်းတာနာရဝင်တို့ထိုးကိုနော်ဟောတာကမဲတယ်ဟောတော့အဲ့ဒီရှင်သာရိပုတ္တရာတို့ဟောတာကသူကဝိပဿနာတရားကိုဟောတာနော်အဲ့ဒီလိုဝိပဿနာတရားကိုဟောတဲ့အခါကျတော့တဲ့နာရဝင်းတထေးကြီးကမျက်ရည်ကျဝမ်းနဲ့လို့ကြားတယ်မဟုတ်ဘူးသူကရှင်ဘုရားတို့ရဲ့တဲ့ဘယ်လောက်ကောင်းတဲ့ဝိပဿနာတရားကိုဘာဖြစ်လို့ဒီချိန်ကျမှဟောရတာလဲဗျာဟုတ်တယ်နော်ဆွမ်းနာပြောတယ်သူကဘာလို့တဲ့နေရာမှာပျော်မွေ့တယ်ဒါနလို့ဒါနလူရင်းနေပဲသူကပျော်မွေ့နေတယ်ဆိုတော့အဲ့ဒီချိန်မှာဘုရားတဏ္ဍာတွေတဲ့သူစိတ်ဝင်စားဘူးနော်အဲ့တော့ရှင်သာရိပုတ္တရာတို့ရှင်အာနန္ဒတကားတော်ကြီးတဲ့တကားတော်ကြီးကဘာလေးပဲလို့လူရင်းနေပဲပျော်မွေ့နေတဲ့အတွက်ကြောင့်မလို့ဝိပဿနာတရားတွေအမြဲတမ်းဟောနေတာပါတဲ့ဒါကတော့တကားကြီးကအဲ့ဒီဝိပဿနာဘက်ကိုစိတ်မဝင်စားလို့ပါနော်ဒါဥစ္စာတော့ဒါကိုလုံးရှိတယ်လေခုခေတ်မှာလည်းဟုတ်လားကိုလုံးလူတဲ့တဲ့နဲ့ဒါပေမဲ့တရားတော့မတိုင်ဘူးရှိတယ်နော်လူရတဲ့ရေကိုလုံးသီလတော်တော့စောက်တူတာပေါ့ဟုတ်လားဒါလူရတဲ့ဒီကိုလုံးဝါရဏပါတယ်တို့မှစေစကန်တလားစကန်တော့တောင်းရေးဆိုငါမအားဘူးဆိုမရောက်ဖြစ်တော့ခုလည်းနာရဘင်းတထေးအဲ့လိုပဲနော်အဲ့ဒါနာရဘင်းတထေးရဲ့ကျွမ်းကိုဒီကွယ်လွန်တော့တော်လည်းနာနဲ့ဒီမှာနတ်တာသွားဖြစ်တာနော်နတ်တာတို့ပြီးတော့ဒီမှာတူလူပဲတော့ကြောင်းကြီးကြည်ပြီးကြမှာပိဋိတွေဖြစ်ပြီးကြမှာအဲ့ဒီမှာမြတ်စွာဘုရားကိုလာလျှောက်တာတွေပြီးတော့ရှင်သာရိပုတ္တရာရဲ့ဂုဏ်တွေကျေးဇူးတွေကိုမြတ်စွာဘုရားကိုလျှောက်တာတွေဒီတဲ့မှာနော်အနာရဝင်တထေးကြီးမှာသူတန်တမီဘယ်နှယောက်ရှိလို့ဆိုရင်9ယောက်သူမှာတား2ယောက်တမီ3ယောက်နော်ကျန်တဲ့ဒီဒီမနာဒိုတို့စားတဲ့သူတို့တမီ3ယောက်ကလည်းဒါရဏမှာတင်စားတယ်တော့တား2ယောက်မှာလည်းတယောက်ကကြတော့ဒီငယ်ငယ်ကလေးကသူရဟန်းဝတ်သွားတယ်လို့ပြောတယ်သူเจ้าလည်းသိပြီးတော့မသိဘူးဒါပေမဲ့လို့ကာလဆိုတဲ့အမျိုးသားလေးကတော့တော်တော်များများသိကြတယ်သိတယ်နော်ဒီမှာဘုရားရှင်ဒီမှာရှိတော့ကျောင်းလည်းမရောက်ဘူးဘယ်မှမရောက်ဘူးနော်အဲ့ဒါဒီမိဘတွေကနာရဝန္တတို့ငါတို့ကျန်တဲ့ဟာတွေအကုန်လုံးဘုရားဘာသာတွေအနည်းဆုံးတော့တဲ့ဗန်ဆင့်ဖြစ်နေတာဒီကောင်တော့စိုးပြီးနေတာဘုရားကျောင်းလည်းတွားခိုင်းလို့မရဘူးကဲမဲဘုရားကြီးတွားလို့ရှိရင်ပတ်စံ1000ပြည့်မဲ့စတယ်ပြအဲ့ဒါတွေဒီနေရာမှာရသော်ဗျာဒီခုဒီနေရာလေးမှာဒီတရားဟောတာတွေပါတယ်ဒါကာလတော့နော်ဒီနေရာမှာကောင်အဲ့ဒါတွေကိုလုံးပြီးပြီးတာဒါပြန်ပြီးတော့အာယုံလေးတွေသိထားတဲ့တရားတွေကိုလေဟုတ်လားတရားတွေသိထားတဲ့ဟာတွေကိုကိုယ်တိုင်ကိုယ်ကြောင့်ဒီနေရာလေးမှာလားဆိုပြီးတော့အာယုံကြည့်လို့ရအောင်လို့နော်ဦးဇင်းတို့ဒီနေရာမှာလည်းမြတ်စွာဘုရားရှင်ဓမ္မယုံကြီးပဲနော်ဒီထက်ထဲမှာမြတ်စွာဘုရားတကယ်လေးနေမှနေတဲ့ဟိုဘက်ကလမ်းနေတချို့ပုံနာတွေတို့ဒီဘာသာကြောင့်ဟာတွေတချို့ဘုရားလက်နှုတ်ဆက်သွားတာတွေရှိမှာပဲဟုတ်လားရန်ကြီးငါတို့ဒါတော်တဲ့တောင်းပဲဘာညာအဲ့လိုလောကဝတ်တွေလည်းနှုတ်ဆက်မြတ်စွာဘုရားလည်းဒါဒါပဲပြောရတယ်ရှိမှာပဲဒီနေရာမှာလေမှန်ပါဗျာအဲ့တော့ဒါပေမဲ့ဒီဓမ္မယုံကြည်တဲ့မှာဦးဇင်းတို့ထင်ရှားတယ်လေပဒါစာရီတို့လေကြားပြီနော်ပဒါစာရီတို့တော့ကပူဆွေးတွေနဲ့ရောက်နေတဲ့အမျိုးသမီးကိုဒီနေရာမှာပဲပါတော့တရားရည်မြတ်ဆေးကိုတိုက်ကျွေးပြီးကြမှာ
အေဂျင့်မှုရသွားတဲ့နေရာဒီနေရာနော် မှန်ပါဗျာ ဒါပရာစာရီတို့လို့နောက်ထပ်ဇေဇမာနနော်ဇေဇမာနလို့မြတ်စွာဘုရားကဘာလို့လက်ညှိုးတစ်ထောင်းထောင်းနဲ့ဘာလို့ဆွတာ မှန်ပါဗျာ အဲ့လိုလက်ညှိုးတစ်ထောင်းထောင်းနဲ့ဆွခဲ့တော့ခုဆိုမြေရောက်ကြည့်လိုက်လေခုလိုဖုန်းတွေတခါကြီးပဲလဲဟိုဖြစ်နေတာဖုန်းတွေရိုက်ထားကြီးလိုက်တယ်လို့နေပြီဟောဇေဇမာနဒါကိုယ်ရဆောင်တဲ့ဗိုက်ကြီးနဲ့မြတ်စွာဘုရားကလက်ညှိုးတစ်ထောင်းထောင်းနဲ့တော့နင်းကြောင့်ငါဒီမှာကိုယ်ဝင်နေကြနေပြီနော်နေအဲ့ဒီပြတဲ့နေကိုဘယ်လိုဖြည့်ရှင်းမှာတော့တညွတ်တစ်ထောင်းထောင်းနဲ့ပြောနေပြီ မှန်ပါ နော်ခုလိုဖုန်းခွင့်တာဆိုလို့ရှိရင်တော့ဓာတ်ပုံနဲ့ရိုက်တာရိုက်တာပြီးဒီရဟန်းနေဆွေးဆွေးနေပြီလို့ဆိုတော့အဲ့ဒါလေးပြည့်စက်ညက်ကလာပြီးတော့အဲ့ဒါပြေဖို့ပေါ်ပြန်သွားပြီနော်ဘယ်ရင်ဆိုင်ခဲ့ရတဲ့ဒီနားမှာပြတ်တဲ့နာတော်တော်ကြီးမားတဲ့ပြတ်တဲ့နာဖြည့်ရှင်းရတဲ့ပြတ်တဲ့နာတယ်လေဒီခုလိုလူတွေဒီမြင့်တဲ့ကြီးထဲမှာဆွေးဆွေးတော့ဟာဟုတ်တယ်လားဟုတ်ဘူးလားတန်တရားတွေနဲ့လေ မှန်ပါဗျာ ဘုရားပြောလိုက်တဲ့နမဒီကိစ္စမင်းနဲ့ငါနဲ့ ညောက်သေးပဲ နှစ်ယောက်တည်းပဲပြီးတာဟာနှစ်ယောက်တည်းပြီးတာဆိုတာဟုတ်မလားကောင်းလုံးလေခုကတည်းကအဲ့လိုတွေရှိတယ်မို့လား မှန်ပါဗျာ ဒီဘုန်းကြီးဒါလည်းဘုန်းတွေတချို့ဒီဘာသာဟိုတိုက်ခတ်တဲ့ပုံကိုယ်တွေအမြဲတမ်းအဲ့ဒါမျိုးတွေကိုလိုက်ပြီးတော့ကြည်နေတယ်ဒီဟန်းတွေဘာလုပ်နေတယ်လဲဘာလဲဘယ်လိုလုပ်နေတယ်လဲနော်အဲ့ဒါတွေကြည်ပြီးကြမှာဟိုသူ့ရဲ့စက်ကြောင်းကိုမကြည့်ဘဲနဲ့သူတို့လိုချင်တဲ့ point လေးကိုဖြတ်ပြီးကြမှာတင်မလိုက်တော့ဒီကိုတော့ဘယ်လိုဖြစ်တယ်ညာလိုဖြစ်တယ်ကောလုံးကိုလူကရတယ်ဖြစ်သွားတာခုမြင်မြင်ရလဲအဲ့လိုလေဇေဒမနဲ့လက်ညှိုးတစ်ခေါက်နဲ့ထူတာတော့အဲ့ဆိုကြကုဆိုလို့ချင်းသွားပြီဒါနဲ့မြတ်စွာဘုရားပါတော့တရားဝိတ္တနကိုပြင်ဆင်ပြီးအဲ့ဒါတွေအကုန်လုံးသိပြီးသားဇေဒမနဲ့ဟိုဘက်ကိုရောက်တော့မနေ့ကပြောခဲ့တယ်လေဇေဒမကြောင့်မြတ်စွာဘုရားသူ့ရဲ့မျက်စိရှေ့မှာတော့ဘာမှမဖြစ်ဘူးတော်တော်ကောင်းရဲ့ရှေ့မှာတော့ဒီမြေမြို့တော်တွေပြုတ်သွားတာတွေဘာမှမရှိဒါပေမဲ့တော်တော်ကောင်းရဲ့ကိုယ်ရမှာဆိုလို့ရှိရင်တော့တော်တော်ကိုသွားပြီအမြတ်စွာဘုရားရဲ့မျက်နှာမမြင်ရတဲ့အခါဟိုဘက်မှာပါတော့မြေမြို့တော်တဲ့နေရာဆိုပြီးတော့အတိအကျတော့မရှိဘူးဒါပေမဲ့အဲ့ဘက်မှာပဲဖြစ်မှာဆိုပြီးတော့ဦးဇင်းပြောခဲ့တယ်နော်အဲ့ဒီလိုပဲဒီဇေတဝန်ကျောင်းထဲမှာနောက်ထပ်တစ်ခုရှိသေးတယ်အမတန်မှကြောက်စရာကောင်းတဲ့ဆွဆွဲမှုကြီးတစ်ခုဒုံတရီပရပိုက်လေတိတ်တိတွေကနေဒီမှာမြတ်စွာဘုရားရှင်ဒီမှာစီမံပြန်ပွားနေတာကိုတဘောမကြတဲ့ဘာသာကြားတယ်အဲ့တော့မြတ်စွာဘုရားကဘယ်လိုတိုက်ခိုက်မလဲဘယ်လိုတိုက်ခိုက်မလဲမြဲတမ်းစဉ်းစားနေတဲ့ပုဂ္ဂိုလ်တွေနော်အဲ့ဒီတိတ်တိတွေလည်းအဲ့ဒီတုံးတရီပရပိုက်အနေကိုမင်္ဂလေးပေါ့နော်ဒါညနေကဆိုလို့ရှိရင်ဒါဒီဘက်ကိုလာတယ်လမ်းကြမှာတို့ဟဲ့ကလေးမပြစ်ပဲသွားတယ်ဒီစေတဝန်ကျောင်းလေးကနေရလာတာနေတိုင်းလေအဲ့လိုညနေသွားတဲ့မနေ့ကမှပါတော့ဝေဒီဝေလဲဆိုပြီးထွက်လာဟဲ့ကောင်လေးဘယ်ပြန်လာတော့စေတဝန်ကျောင်းတော်နဲ့ဒီကိုရတဲ့နဲ့ပါတယ်နော်ဟောလေးတဲ့ထင်ပြီလေကြတော့ဒီမှာသွားတယ်မနေ့ကျတော့ဒီကနေပြန်လာတယ်ဆိုတော့သူတော့လည်းဒီမှာသွားပြီးတော့တယ်အဲ့ဖြစ်နေတဲ့အချိန်မှာရုပ်တရက်အဲ့ဒီတုံးတရီကလေးကပေးသွားတာပေးတော့ဒီစေတဝန်ကျောင်းထဲမှာပဲပိုက်ပုံသားမှာပြုတ်တာနော်ပြုတ်တဲ့အခါကောင်းလုံးလိုက်ပြီးစစ်တဲ့အခါမှာဘာတော့အဲ့ဒီကလေးမှာဒီစေတဝန်ကျောင်းကြီးထဲမှာဘာတော့ပြီးနေတာတွေ့တာဒါဥစ္စာတော့ဒါခုခေတ်ဒါတော်ဖြည့်ရှင်းခက်တဲ့ပြဿနာမျိုးနော် မှန်ပါဗျာ တော်လည်းမဟုတ်ဘူးလေလူတွေလည်းအကုန်လုံးထင်နေတာဒီကလေးမှဒီမှာတွေ့တယ်မနေ့ကဒီမှာလာတယ်ဒီစေတဝန်ကျောင်းတွေကကိုယ်တော်တွေမတက်လို့ရှိရင်ဘယ်သူမှတက်မှာလဲကောင်းလုံးဖြည့်ရှင်းရတာနော် မှန်ပါ အဲ့ဒါတွေကမြတ်စွာဘုရားရိုးကလေးနေခဲ့ရတာမဟုတ်ဘူးစိတ်ချမ်းသာလေးနဲ့နေခဲ့ရတာမဟုတ်ဘူးအဲ့လိုဆွဲတိုက်ခိုက်ဖို့ပေါင်းများစွာနဲ့ဒီစေတဝန်ကျောင်းထဲမှာလည်းနေခဲ့ရတာပဲနော် မှန်ပါဗျာ အဲ့လိုနေခဲ့တဲ့အခါမှာဥစ္စာတို့ဒီမှာကအနာရဝိန်တထေတို့လိုဝိတာခါတို့လိုအမှန်တမ်းမှဘာသာပေါ်မှာကောင်းတဲ့ပုံကိုယ်တွေရှိလို့တာလေရေမြတ်စွာဘုရားဒီမှာလည်းနေနိုင်တာနေလို့ရတာနော်အဲ့တော့ဒီစေတဝန်ကျောင်းရဲ့ဒီတမန်တော်လေးတွေပေါ့နော်အဲ့တော့ဦးဇင်းတို့ဆောင်းတာဒီမှာရေစီးတော့ပြပြပြီးအဲ့တော့ဒီကန္နာဂုရိရဲ့ဟိုဘက်မှာဆိုလို့ရှိရင်ဒါမြတ်စွာဘုရားရှိရဲ့အလုပ်ကျွဲဘယ်လိုလဲဆိုလို့ရှိရင်ရှင်အာနန္ဒာအနိကနေရတာတွေပေါ့နော်ဟိုဘက်မှာဒီကောတံဘီကျောင်းတို့တာရှိတယ်ကောတံဘီကျောင်းဆောင်ကောတံဘီယဟန်တွေဟိုကောတံဘီမှာတော့ပြောခဲ့တယ်လေ မှန်ပါဗျာ ယဟန်တွေတက္ကရာမတွေရဲ့ဆန္ဒပြပဲမြတ်စွာဘုရားကိုပြင်ဖို့ရတဲ့ဒီဇေတဝန်ကျောင်းကိုရောက်လာတာနော်ဟိုအပြည့်တနာတွေဖြစ်ပြီလေတက္ကရာမတွေဆွေးမလောင်းတော့ဘူးလူစရာတွေဘာလို့မလို့တော့
မြတ်စွာဘုရားကိုလာပြန်ဖို့ရတဲ့အမှရန်နေအများကြီးလာကြတယ်မြတ်စွာဘုရားတော့မတွေ့ဘူးထားလိုက်ဒီကောင်လေးခုကဒီကောင်လေးသူ့ဘက်နဲ့ကိုမတွေ့ဘူးတော်တော်လေးကြားတယ်တော်တော်လေးကြားတော့အဲ့ဒါဒီမနေရအောင်ဆိုပြီးတော့သူတို့အတွက်ကြောင်းစောက်ပေးထားတာနော်ဟုတ်တယ်လေဒီကိုယ်တော်တွေတော့တောင်းမှန်နဲ့ပြောထားတာတော့ဟိုမှာတော့ပြောရလေရှင်ပြကွက်နဲ့ကိုအေးစစ်စစ်နေပါဆိုပြီးတော့လေအဲ့ဒါကွက်တံမီယဟန်တွေမြတ်စွာဘုရားလာပြီးတောင်းမှန်လျှောက်ထားပြီးပြင်ဖို့ရအတွက်ဒါပေမဲ့မြတ်စွာဘုရားတန်လက်မခံပဲနဲ့အဲ့နာမှာကျောင်းဆောင်လေးတစ်ဆောင်စောက်ပေးထားတာကွက်တံမီကျောင်းဆောင်နောက်ထပ်ဒီတက်မှာဘယ်ခုရှိတယ်လဲကွန်တလာကျောင်းကွန်တလာမင်းကြီးကြားဘူးလဲမို့လား ကြားပါဗျာ ကွန်တလာမင်းကြီးလေဒီမှာသူကတော်တော်မှန်ဖြစ်တယ်လို့လည်းမတွေ့လိုက်တော့ဟိုပြောရင်တော့နည်းနည်းဟိုညစ်ပတ်တဲ့ထဲမှာလည်းပါတယ်နဲ့တူပါတယ်ဘယ်ကြီးရလဲအဲ့ဒါသူတပန်းကြောင်းလေးနည်းနည်းလေးပြောပြမယ်နော်အဲ့တော့မြတ်စွာဘုရားရဲ့ဒီစေတဝင်မှာအေးစေးစေးနဲ့ကောင်းလုံးဟောမှုတော့တာရဏကြီးကခုကဆိုဖွင့်ဖွင့်နေပြီလေတိုးတက်နေပြီလေအဲ့ဒီလိုဖွင့်ဖွင့်တိုးတက်တော့ကျန်တဲ့ဘာသာကြားတွေဒိဋ္ဌိဆရာတွေတို့တို့လမ်းလာပါတွေကဘာတော့နဲနေပြီနဲနေတဲ့အခါကျတော့ဒီဇေတဝန်ကျောင်းနေရာကတကယ်အောင်မြင်ဖြစ်လောက်တယ်။ဘာဖြစ်လို့ အောင်မြင်ဖြစ် လောက်တယ်။ငါတို့လည်းပဲဇေတဝန်ကျောင်းသားမှာကျောင်းဆောက်ရင်ငါတို့လည်းသူတို့လိုပါတော့လမ်းလာပါတွေဘုံနေကြီးမယ်။အဲ့တော့ကောသလကြီးကိုတွားပြီးကြကြမှာသက်ဆံတသိန်းလက်ထိုးတာငါတို့ဇေတဝန်ကျောင်းရဲ့ဘေးလေးမှာငါတို့ကျောင်းဆောက်မယ်။ဘယ်မှမဒီစင်နဲ့ရော့တသိန်းရတယ်မင်းတို့သားဆောက်အဲ့မှာဆောက်ပြီးဘုံစံနေတာပဲကျောင်းဆောက်တာဆိုတော့လက်ဆော်ပြသေးတယ်အဲ့ဒါနဲ့ဟိုမှာတော့ကြည့်စားဘာဖြစ်နေလဲကြည့်လို့မလားဗျာဟိုမှာဒိဋ္ဌိတွေကျောင်းဆောက်နေဟာဘယ်တော့ဒီမှာအေးစမ်းတိတ်တိတ်စစ်စစ်နဲ့နေတာဒီပုဂ္ဂိုလ်တွေကစူပူတောင်းကြနေတာငါတို့နဲ့ဆင်မပြေဘူးတော့ပြောကြည့်ကောသလမင်းကိုရှင်နာတာတို့ကတော့ပြောဒီကံငါမရှိဘူးလို့ပြောလိုက်ကိုကိုပြောတယ်ငါမရှိဘူးလို့ပြောလိုက်ဟောဘာလို့တာတော့လက်စားတာလက်ထိုးတာတော့ ငါမရှိဘူးလို့ပြောလိုက်အပြန်လာရှင်ပြန်မရဘူးခင်ဗျာဒီပြောတော့အဲရှင်နာရီဘောရှင်မောင်လည်းတော့ဟိုမှာတော့ရငါမရှိဘူးလို့ပြောလိုက်ဗျာအဲဆိုတော့တဲ့ဟာဒီမင်းကြီးဒီတရားကြီးတော်တော်ဆိုးနေပြီကဲကျန်တဲ့ကိုယ်တော်ကိုလုံးလိုက်ခဲ့ငါကိုယ်တိုင်တော့မယ်ခုလိုဆိုလို့ရှိရင်စန္ဒတ်ပြမယ်ဘုရားကိုယ်တိုင်ပြောတာနော်ဘုရားကိုယ်တိုင်ပြောတော့ကျဟိုမှာနေနိုင်နေရလားမနေနိုင်တော့ဘူးအဲ့ကျမှခုလိုဆက်ဖြည်းဖြည်းနဲ့ထွက်လာပြီးကြမှာရှင်ရဒီပြောတော့မင်းနေဆိုတာရှင်များသိတဲ့တိုင်းပဲဗျာဒီပြောတော့လောက်ကလည်းများဆိုတော့ဟောရှောက်လိမ့်မနေနဲ့တခါကြီးရဲ့လောက်ရောက်မသိဘူးမှတ်နေလို့လားဟောမှာတောင်တော့ဖြတ်ခိုက်ဒီနေရာကတော့မဆောင်နဲ့မှန်လားပါဗျာဆိုပြီးတော့အမှဘယင်းကြီးရဲ့တို့ဒိဋ္ဌိတွေနေဖို့ရတဲ့တခြားနေရာကိုလည်းစောက်ပေးရတယ်ဒါပေမဲ့အဲ့ဒီတသိန်းကိုတဲ့သူလည်းမတုံးဘူးဒိဋ္ဌိတွေလည်းပြန်မပေးဘူးကဲကြောင်းလေးတစ်ဆောင်တော့စောက်ပြီးတော့ညနာလေးရအောင်တော့စောက်လှူလိုက်ဦးမှာပဲဆိုပြီးအဲ့ဒီတသိန်းနဲ့ဘာလို့တာတော့ကျောင်းဆောက်တာတကြီးဖေးရတကြီးဖေးရအဲ့လိုလောက်တာအမှရှိတယ်နော်အဲ့တော့ဟိုဒီလေဒီဇာတော်ကြီးရတယ်အဲ့ဒီတရားဟောတယ်ဆိုလို့ချင်းပုစုပစက်ဟောတာနော်သူတို့ရဲ့နိုင်ငံရေးတွေဘာညာတာရကတွေပါတာဆိုတော့လေဒီလက်စားတဲ့မင်းကြီးတေချင်းနဲ့ဒီမှာမင်းကြီးနေတေချင်းနဲ့ဒီပဲဒီပုဂ္ဂိုလ်ဘာလို့လက်စားလို့ဖေဆွမ်းဟုတ်တယ်လို့တည်းယူထားတာလေဟုတ်လားတကယ်လို့တေချင်းနဲ့ဒီတာလေဘယ်နဲ့တည်တယ်လို့ကြားဘူးတော့ဆရာကလေးပေါ့အေးတည်တယ်သူလေးရတာအဲ့ဒါလေအဲ့ဒါဒီမှာကဒီတိုင်းပြည်အကုန်လုံးရှုပ်ထွေးခက်ခဲနေတဲ့အချိန်ကောသလမင်းကြီးကသူ့ရဲ့သားတော်မောင်ဝိတ္တရူပကနေအာနာသိမ့်လိုက်တာနော်အာနာသိမ့်တယ်လေအမှအဲ့ဒါလေးသိကျင်တယ်ဆိုလို့ချင်းအဲ့ဒီဇက်တွေကိုဖတ်ကြည့်ဒီမှာသူလည်းအကြောင်းကိုလာတဲ့ပုံစံမျိုးနော်သူ့ရဲ့ဝိစားတွေကိုသူ့ရဲ့နားမှာရှိတာသူဝိတ္တရူပပေးလိုက်တော့ဟိုဝိစားနဲ့ဘယ်ရထွက်လို့ဒီကောသလမင်းကြီးထွက်လို့ရှိရင်လေသူကအသက်ပြစ်မှာအဲ့တော့သူ့ရဲ့တူတော်မောင်ဖြစ်တဲ့ရာဇဂိုကစာတတ်နော်ဘာလို့လဲတူတော်မောင်ဖြစ်တာလဲဆိုလို့ရှိရင်ဦးဇင်းတို့ဗိမိတာရရဲ့မိဖုရားကြီးဘယ်လိုလုပ်ကြားဘူးလား
ဝေရေဟိနော်သာတတရဲ့အမေဝေရေဆိုတာကကောသလမင်းကြီးရဲ့နှမနော်နှမဆိုတော့အဲ့ဒီကောသလမင်းကြီးဘယ်လိုလုပ်ပြီးလိုက်တာလဲဆိုလို့ရှိရင်ဦးဇင်းတို့ဘာယနတိမှာလေဘာယနတိဆိုတာကာတိတန်ကာတိမြို့အနာမှာအဲ့ဒီမြို့လေးကိုလိုချင်လို့ဗိမိဒါရနဲ့စစ်တိုက်တယ်အဲ့ဒီဟာလေးကိုဗိမိဒါရနိုင်တယ်ဆိုလို့ရှိရင်အဲ့ဒီမြို့လေးကိုဗိမိဒါရယူသွားတယ်ဒါကကောသလမင်းနဲ့တွားတိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီကောသလမင်းကယူတယ်အဲ့ဒီမြို့လေးကဦးဇင်းတို့ဘာယနတိမှာပဲနော်ပြစီရီကောင်းတယ်နုပညာတွေအားကောင်းတယ်ဒါပေမဲ့စီရီအားမကောင်းအဲ့လိုစီရီအားမကောင်းတော့ဟိုကတိုင်းလိုက်ဒီကတိုင်းလိုက်နဲ့နောက်ပိုင်းကျတော့ဘယ်ဘာမထူးပါဘူးငါတို့ချစ်ကြည့်မှုရအောင်ဆိုပြီးတော့နမကိုထိုးပေးလိုက်တာကောသလနော်အဲ့လေနမကောသလထိုးပေးလိုက်တော့ဟိုဗိမိတာရနဲ့ရသွားတာနော်ဗိမိတာရတဲ့စောကြီးတော်တော့ပဲပြီးသွားတာအဲ့တော့ဘယ်ကောသလရတယ်ငါသူတော်မောင်ကိုမလေးဆက်ရကြည့်တာလေဆက်ရကြတဲ့ငါသူတော်မောင်နဲ့ပေါင်းပြီးတဲ့ချက်မှာဒီကောသလတိုင်းဒီတာဝတိကိုပြန်ယူမယ်ဆိုပြီးကြမှာမြင်းနဲ့ထွက်သွားတာဗျာထွက်သွားတော့ကငယ်ငယ်ရွယ်ရွယ်မဟုတ်တော့တက်80လောက်ရှိနေပြီလေ ပါလား သူ့ရဲ့နောက်ကပါလာတဲ့ဒီကိုလိုတော်မောင်းမလေးတယောက်နဲ့အမတွားကြတယ်ဒါကဝေးတဲ့ခကြီးဟုတ်လားတက်ကလည်းကြည်ပြီးအေးလေအေးလေຢာဒီမှာဆိုတော့ဟိုမှာနောက်ကကြတော့တကားပါတော့ပိတ်ထားပြီပိတ်ထားတဲ့ဘယ်လိုမှဟိုဒီအဲ့ဒါခေတ်ကတော့တကားပိတ်ထားပြီဆိုလို့ရှိရင်သူကလည်းဘာကြီးပဲဖြစ်နေဟိုဝယ်လို့မရတော့အဲ့တော့ဘယ်ရင်ပြောတယ်လားမနေ့ကမှပဲကသူတော်မနဲ့တော့တယ်မယ်ဆိုပြီးတော့အမှဆရာလေးပေါ်တိတ်တာအေးနဲ့ညမှာခကြီးရလဲပန်းအေးရလဲအေးတော့မနေ့ကတော့ကြည့်လိုက်တော့ကောတယ်လားဘာဖြစ်နေတော့ဒိနေပြီအဆွမ်းသာကြတယ်လာနေရင်းနဲ့တေးပါဆိုတာအဲ့ဒါကိုပြောဒါလေးလို့တော့ ဒါစား ဝဲနိုင်ငံရေးတွေပြောတာမဟုတ်ဘူးနော်ဒါတကယ်ဖြစ်ပြကုန်နော်အဲ့ဒါကြောင့်မလို့ဒီမှာကောတလာနော်အဲ့ဒါဟိုမှာဦးဇင်းတို့အာနန္ဒဘောဓိဆိုတာရှိတယ်ဦးဇင်းတို့ခဏနေဒီတော့မှာနော်အာနန္ဒဘောဓိဆိုတာရှိတယ်အဲ့ဒီအာနန္ဒဘောဓိမှာဒီမြတ်စွာဘုရားဒီမှာတရင်သုံးနာကဆိုပါစို့ဦးဇင်းတို့ခရီးဝေးတွေကနေလာကြတယ်ခုလို့ပေါ့တခြားနိုင်ငံတွေလာကြတယ်တခြားနေရာတွေဘုရားဖူးခြင်းလို့ဆိုပြီးတော့ဒီစေတဝန်ကျောင်းကိုလာကြတယ်ဟိုခရီးရလဲဝေးနေတယ်ရောက်လဲရောက်လာတော့ဘုရားကတွေ့လာဆိုတော့ဘုရားမတွေ့တော့ငါတို့ကဘုရားပူးခြင်းလို့လာတာဘုရားမရှိဘူးဘယ်တော့လည်းမတွေ့ဘူးဆိုတော့စေပြက်လက်ပြက်နဲ့ပြင်းပြန်သွားကြတာတွေအများကြီးရှိတယ်အဲ့ဒီလိုအများကြီးရှိတယ်ကိုရှင်အာနန္ဒကသိတဲ့အခါကျတော့ဘုရားကိုရှောက်တယ်ရှင်ဘုရားတဲ့ရှင်ဘုရားတခြားနေရာကိုတောလို့ရှိရင်တခြားလာတဲ့ဒကာဒကာမတွေပူဇော်ခွင့်ရအောင်တပည့်တော်တခုပြည်ရနာတော်မူပါဗျာဆိုတော့အဲ့ဒီရှင်အာနန္ဒကရှောက်ထားလို့မလို့ဘုရားရှင်ကအရာဆိုလို့ရှိရင်တဲ့ဘောဓဂယာကရှိတဲ့ဗာဗျာတေတညုတဉာဏ်ရတဲ့မဟာဘောဓိကအစီကိုတွားယူဆိုပြီးတော့ရှင်မောက္ကလန်ကိုခါလိုက်တာခါလိုက်တော့ဦးဇင်းတို့ဘောဓဂယာမှာမဟာဘောဓိညဝင်းကဟောသူတို့အစီနော်အစီလိုချင်တယ်ဆိုလို့အဲ့ဒါဘောဓိပင်စီအဲ့ဒီရှင်မောက္ကလန်ကတွားပြီးပြင်းတဲ့ကညောင်စည်းရဲ့ပေါ်နေကျွေးလာတယ်အောက်လည်းမကြခင်ကိုသင်္ကန်းနဲ့ကမ်းပြီးယူလာတာယူလာပြီးကြမှာအဲ့ဒီနေရာကိုရှင်အာနန္ဒကိုပြေးတယ်ရှင်အာနန္ဒကကောတလကိုပြေးတယ်ကောတလဟိုလိုပေါ့ခုကလိုနေမှာပေါ့နည်းနည်းခန္ဓာကြီးတဲ့နေရာတွေပါလေဆိုသူကရောက်လာနေမှာပေါ့နော်ရေးကြီးတဲ့လူတွေလေဟိုကျတဲ့ကျတော့သူကဘာမစုပ်ပွင့်စားဘူးလေနည်းနည်းထူးထူးခြားခြားဆိုလို့ရှိရင်ရောက်လာအာနန္ဒရတကာတော်မင်းကြီးရောက်တခါယူစားလိုက်ဟိုတော့အာနာရှိတဲ့လူလေနော်အာနာရှိတဲ့လူဟိုဝိပါကရနာတပင်းတည်းတို့ဆက်လို့ရှိရင်ဒီကိုယ်ရနေငါပမာမခန့်နဲ့ငါရှိရတယ်ငါမဆိုင်ခိုင်းဘူးဆိုတဲ့ပုံစံမျိုးနဲ့ဖြစ်မှာနော်အဲ့တော့ကောသလမင်းကြီးပေးလိုက်တယ်ရှင်အနန္ဒတော့သူကပန်းနဲ့တယ်လေဟုတ်လားပေးလိုက်တော့အဲ့ဒီဟာကျတော့ကောသလမင်းကြီးကကောင်းတယ်ဗျာရှင်ဗျာတဲ့တပည့်တော်တို့ဘယင်းနေမင်းနေဆိုရတယ်ဆိုတာကဒီနေ့အာနာရှိပြီမဲ့နောက်နေ့ကျတော့အာနာရှိချင်မှရှိတာဗျာမတည်မြဲဘူးဗျအဲ့တော့တထေးဆိုတာကတော့တထေးယာလူကဘယ်လိုပဲဖြစ်ဖြစ်တထေးယာလူကဘာလို့မြဲတယ်ဗျာတထေးတွေပဲစိုက်ခိုင်းလိုက်ပါသူအဲ့ဒါကြတော့သူကမစိုးဟုတ်လားတပြည့်တော့ဘယ်နေဆိုတာပါတော့အာနာမမြဲဘူးလေဟုတ်တယ်နော်ကိုနိုင်ငံထဲမှာအဲ့လိုတွေ
မြန်မာပြောတယ်မပါဘူးဒါရှိရကင်မရာကြီးထောင်းတာဆိုနည်းနည်းလန့်နေရဒါကလေရင်ခွင်းနေမပြန်မဲနေလိမ့်မယ်အမဒါအမှတ်တရပါ အမအားဆိုလို့ရှိရင်ကဲဒါဆိုလို့ရှိရင်အကုန်လုံးဝိုင်းဆိုင်မယ်ဆိုပြီးတော့ကျွန်မအဲ့ဒါစလိုက်တာရှင်အာနာရာကိုအကျော်ပြီးဖြစ်ပေါ်လာတဲ့ညောင်ပင်ဖြစ်တဲ့အတွက်ကြောင့်မလို့ပါပဲနော်အာနာနာဘောဒီနော်အဲ့ဒါတွေတွေ့မယ်နောက်ပြီးကျွန်မအဲ့ဒီရရှိခဲ့တဲ့ဟာလေးတွေကိုအဲ့ဒီမှာကြောင်းဆောင်လေးတွေနုဒ္ဒရာကြောင်းအောင်လေးတွေအဲ့ဒါလေးတွေကိုပြောမယ်နော်ကိုပူးနေပြီလား ဝေးပါ တက်ပြောပါလားပြောနေအများကြီးရှိတယ်နောက်ထပ်နာရဘိန်တထေးလိုပဲဒါရနာမှာအင်ပဒမအကျိုးပြုတဲ့တက္ကမကြီးသိပြီလားဒီတော့ ဝိဒါခာ ဝိဒါခာနော်ဝိဒါခာရဲ့အကြောင်းလေးတွေကိုလည်းသာဝတိမှာရောက်တော့နာကြားမှာပေါ့ဟုတ်လား မှန်ပါ ငါတို့ဒီသာဝတိကိုရောက်တော့သာဝတိမှာထင်ကြတဲ့ပုံကိုယ်တွေအဲ့ဒါဝိဒါခာကသာဝတိမြို့တွေမဟုတ်ဘူးနော်ရာဂဇနာဗတ္တိယဆိုတဲ့အနာမျိုးလေးမှာအဲ့ဒါသူတို့ဒီကိုရောက်လာတဲ့အကြောင်းလေးကဘယ်လိုလုပ်လဲဆိုလို့ရှိရင်ကောသလကနေပြန်စားရာဇဂုမှာတထေးကြီးအင်မတန်မှချမ်းသာတဲ့တထေးကြီး၅ဦးရှိတယ်နော်ရာဇဂုမှာအဲ့လိုချမ်းသာတဲ့လူကမရှိဘူးမရှိတော့သူ့ရဲ့ရောက်ပါတော့လာပြီအေးမောင်ဗိမိတာရရေမင်းတို့ရဲ့တထေးတွေပေါ်တယ်ကွာငါတို့ကိုတထေးတယောက်လောက်ငါစီကိုပြေးလိုက်ဆိုင်တထေးတယောက်လောက်နော်ဟိုကဒီရဲ့အာနာနဲ့ခိုင်းတယ်မပေးလို့ရှင်လဲမကောင်းဘူးကဲတထေး၅ဦးလားဆိုဒီမှာဇောတိကတို့စတိလတို့ဒီကာကဝလိယတို့ပုံနာတို့နော်အမတထေးကြီးဒီတနေစရာတို့လေဘယ်တော့ပြောတာဆိုတော့ဘယ်မှမသွားဘူးအဲ့တော့ဝိဒါခာရဲ့အဖို့တနေစရာကအဲဆိုလို့ရှိရင်မသားခြင်းမလားခြင်းလာခြင်းနဲ့ကအဲဆိုလို့ရှိရင်မင်းတို့တော့ဆိုပြီးတော့တနေစရာတို့ဒီဘက်ကိုရောက်လာအဲ့ဒီလိုရောက်လာတဲ့အခါမှာဝိဒါခာတို့လည်းပါလာတယ်နော်သူတို့ဘယ်လိုချမ်းသာတယ်လဲဆိုလို့ရှိရင်ဒီသူတို့လာတဲ့အခါမှာတာဝိထိမှာသူတို့နေစရာသူတို့အတွက်နေရာမရှိတော့ကြတယ်ဥစ္စာတို့ခုမနေ့ကဖြစ်လာတဲ့အခါမှာယုတ်တရားဆိုတာရှိတယ်ဒါပေမဲ့အဲ့ဒီယုတ်တရားတော့ဖြစ်လာတာမဟုတ်ဘူးအဲ့ဒီမှာယုတ်တရားမျိုးဆိုတဲ့နေရာကအဲ့ဒီဝိဒါခါတို့တည်ခဲ့တဲ့တည်ခဲ့တဲ့တာဂေတမျိုးနော်တာဂေတမျိုးဆိုဒီတာကြီးတော့မဝေးဘူးပေါ့အဲ့ဒီတာဂေတမျိုးမှာနေတာသူကနော်ဝိဒါကအဲ့ဒါလို့ဝိဒါကနေရင်နဲ့အရွယ်လေးရောက်လာတော့သူကဒီတာဝိထိဒီတတိယဒါနဲ့အိမ်အောင်ကြတာနော်ဒီဟိုဘောမိဂါရမာနာတို့နော်သူနဲ့ရတဲ့အိမ်အောင်ကဘာသာချဗုဒ္ဓဘာသာမဟုတ်ဘူးအဲ့ဒါမှရွေးပြီးပြီးတဲ့အမှလေးဘုရားဆွမ်းခံကြလာတော့ဟိုကဆွဲမလောင်းဘူးမလောင်းတဲ့အခါဝိဒါကပြောလိုက်တဲ့ရှင်ဗျာသူစီတော့ရမယ်လေသူအစာဟောင်းနေစားနေတာမှန်ပါဒီကြားဘူးတယ်မို့လားကြားပါစာဟောင်းနေကြားစာဟောင်းနေစားနေတယ်ဆိုတော့ဒီကောင်မငါ့ကိုလာပြီငါ့ကိုမစင်းနဲ့နိုင်တယ်ဆိုပြီးစိတ်တွေဆိုအဲ့မှာနှုတ်ရင်ဆိုင်လေးရနော်နှုတ်ရင်ဆိုင်တဲ့ကဝိပဿနာကဟိုကပို့လိုက်ကြတဲ့သူ့မှာရှေ့နေတွေရောအကုန်လုံးထည့်ပေးလိုက်တာရှေ့နေ၈ယောက်လောက်ရှိတယ်အကုန်လုံးဆုံးဖြတ်တဲ့အခါမှာဟိုကပြောလိုက်တာစာဟောင်းဆိုတာကဘာလို့အတုကကပြုလုပ်ခဲ့တဲ့ကံကျွန်းနဲ့စားနေအဲ့ဒါတွေပြောလဲဝိပဿနာကနိုင်တော့တာနော်အဲ့ဒီမှာသူကဝိပဿနာရောက်ကမှာကလူနေတာကလာပြီးဂျေဘုံကြီးတွေဂျေဘုံဆိုတဲ့နိဂန္ဓနာဒကိုနိဂန္ဓနာဒဗုဒ္ဓဒိဋ္ဌိစာကြီးချုပ်အဲ့မှာတူတယ်ဆိုတော့ဝိတ္တကာတော့ဗုဒ္ဓဘာသာလို့ခုနှစ်နှစ်ရွယ်ခဲ့တဲ့ဘာတော့ရသပြရသဆိုမှရောက်တော့သွားတယ်ဗန်တိထားတာလေမှန်ပါဗျာအဲ့မှာမတော်ဟောတဲ့စိတ်တွေပါလေဆိုနောက်ပြီးကကျွန်မအဲ့ဒါလည်းဒီသူရကမှလည်းဗုဒ္ဓဘာသာဖြစ်သွားတာနော်ဝိတ္တကာကြောင့်ဆိုပြီးတော့သူ့ကိုမိဂါရမာတာဆိုပြီးဝိတ္တကာကိုဂုဏ်ပြုပြီးတော့ထားတာနော်အဲ့တော့ဝိတ္တကာကသူဆောင်လို့လှူခန်းခဲ့တဲ့ဒီနာရဘင်တထေးကြီးလိုပဲဟိုမှာပုပ္ပါယုံကျောင်းဆိုတာရှိတယ်နော်ခုပုပ္ပါယုံကျောင်းဆိုတာအစိဒဝိရိမြစ်ကြီး9တွေကဒီပုပ္ပါယုံကျောင်းတွေကတော့ခုမရှိတော့ဘူးနဲ့ပြောတယ်အဲ့ဒီပုပ္ပါယုံကျောင်းမှာ6ဝါဒီဇေတဝေမှာ19ဝါအလုံးပေါင်း20နဲ့မှာ9ဝါအဲ့တော့ပုပ္ပါယုံကျောင်းကိုပုပ္ပါယုံကျောင်းဖြစ်တဲ့ဟာလေးလည်းနည်းနည်းလေးပြောလာအောင်မယ်နော်သိဖို့ရအတွက်အဲ့တော့ဝိတ္တခါမှာသူကဘယ်နေရာပဲသွားတော့သူ့မှာမဟာလန္တာတန်းဆာဆိုတာရှိတယ်စိန်နေရွှေတွေဗရမ ्या တွေနဲ့နော်သူကိုယ်တိုင်မှ
ဝိလို့ရတာဒီဝါတူတဲ့စားထဲမှာတော့ရွှေဗနတဲ့ဗဒမြဗနတဲ့ဝိယုံကြီးအကြီးကြီးလေအဲ့ဒါကိုသူ့ကိုယ်တိုင်ပဲဝင်နိုင်တာကျန်တဲ့လူဝိလို့မရဘူးအဲ့တော့အဲ့ဒီဟာကိုသူဝိပြီးကကျမှပွဲလဲတဲ့ပဲသွားမယ်ဆိုပြီးသူကထွက်လာတဲ့ကကြောင်းသားလဲဇေတဝင်ကြောင်းသားလဲရောက်တော့ကြတော့ပွဲတော့မသွားတော့ပါဘူးကဲတရားပဲနာတော့မယ်ဆိုပြီးတော့ကြောင်းနဲ့ဝမ်းလာတာအဲ့လိုဝမ်းလာတဲ့ကသူတို့အဲ့ဒီဝက်စားတွေကိုသူတို့ကဝင့်မလားယူမလားတော့သူရဲ့ကျွမကိုခိုင်းပြီးကကျမှကျွမကလည်းအဲ့ဒီကြောင်းထဲတင်ထားတယ်အိမ်ပြန်လာတော့ဘာလို့မေ့နေရတော့အိမ်ရောက်တော့ကကျတော့မလာတာတန်းကကြောင်းမေ့နေပြီဆိုတော့တွားယူခိုင်းတဲ့ကတကယ်လို့ယူလာတယ်ဆိုလို့ရှိရင်ရှင်အာနန္ဒာလက်နဲ့ထိထားတယ်ဆိုလို့ရှိရင်မယူကြတော့နဲ့ဆိုတော့ဒီကြောင်းလည်းလာကြည့်လိုက်တော့ရှင်အာနန္ဒာဟောတာတက္ကမကြီးဝတ်စားပဲဆိုပြီးသူကတဏှာကိုခောက်တင်ထားလိုက်တယ်တင်လာလိုက်တော့အဲ့ဒီသူ့အကျိုးမမြင်လိုက်တော့ကျတော့ဝိတ္တခါကိုပြန်ပြောအဲဆိုလို့ဝိတ္တကအကြောင်းကိုရှောက်လာတယ်ရှောက်လာတော့ဝိတ္တကအဲ့ဒီမဟာလက်တန်းစာကိုလှူလိုက်တာလှူလိုက်တော့အားငါတို့ကဒါတွေလက်ခံလို့မရဘူးရွှေတွေငွေတွေဒါဆိုလို့ရှိရင်ဗျာတဲ့တပည့်တော်ဒီဟာကိုလှက်ပြီးရောင်းပြီးကကျမှတပည့်တော်ကိုကြောင်းလေးတစ်စောင်းစောက်ခွင့်ပြုပါဗျာတဲ့နော်အဲ့လိုစောက်ခွင့်ပြုပါဗျာဆိုတော့အဲ့ဆိုလို့ရှိရင်ဒကမာကြီးတဘောပေါ့နော်တဘောဆိုတော့အဲ့ဒါလှက်ရောင်းနေမျိုးတဲ့ဘယ်သူမှဝယ်နိုင်တဲ့လူတရားမှမရှိတော့ဒါပြောလို့ရှိရင်တပည့်တော်ပစ္စည်းတပည့်တော်ပဲပြန်ဝယ်ပါမယ်ဗျာဆိုပြီးတော့73လေးလောက်ရတယ်အဲ့ဒါကိုစောက်တယ်73လေးဆိုတော့သူကလည်းမြန်ကြောင်းပြီးချင်တာဆိုတော့လေကြောင်းပြီးချင်တာဆိုတော့ရှင်ဗျာတပည့်တော်ကြောင်းမြန်ပြီးချင်ပါတယ်ဗျာတပည့်တော်ကိုရဟန်းတစ်ပါးလောက်စောက်ရှောက်ခွင့်ကြီးကြပ်ခွင့်ပေးပါဗျာဆိုတော့အဲ့ဆိုလို့ရှိရင်မောင်ကလည်းနော်တိုက်တော့လိုက်ပြုစုစောက်ရှောက်လိုက်ဘုရားကစိတ်ထဲမောင်ကလည်းတော့မလို့ချင်ပါဘူးမခေါ်ချင်ပါဘူးရှင်မောင်ကလည်းနဲ့ရှင်သာရိပုတ္တရာတို့ရှင်အာနန္ဒာတို့ဆိုရှင်မောင်ကလည်းတို့နည်းနည်းဟိုစိတ်ကြွတဲ့ပုံစံမျိုးပေါ့ခုလို့ပေါ့ကိုလိုစိတ်ကြွတာတွေပါတယ်မဟုတ်ဘူးပေါ့နော်ဒီရှင်အာနန္ဒာတို့ရှင်သာရိပုတ္တရာတို့ဆိုနူးညံ့တာရှင်အာနန္ဒာဆိုတဲ့နည်းနည်းတော်လေးရှင်သာရိပုတ္တရာလည်းတော်လေးဒီကိုလိုကြီးရဲ့တော်ကျန်းနေငါငေါက်ခံမှာစူမှာအဲ့ဒါမျိုးတွေလက်နေပြောတော့ဒါပေမဲ့လို့ရှင်မောကလည်းအဲ့လိုနည်းနည်းစိတ်တက်လက်နဲ့ဆိုတော့သူအကြောင်းကခဏပဲပြီးသွားတာနော်အဲ့ဒီဇေတဝန်ကျောင်းကြီးစောက်တယ်လို့ပဲသူလည်းအဲ့လိုကုံကြကြပြီးကကျွန်မအဲ့ဒီပောပါရုပ်ကျောင်းကိုစောက်တာစောက်တဲ့ကသူအကြောင်းဆိုတော့မြတ်စွာဘုရားမှာတရင်တုံးနဲ့ရဟန်းတန်ဃာတွေလည်းတရင်တုံးနဲ့အဲ့တော့ဝိတ္တခါရဲ့နမူနာလေးသူရဲ့စူတောင်းလေးနည်းနည်းလေးသိအောင်ပြောပြမယ်နော်ဦးဇင်းတို့စူတောင်းတာကျမ်းပါပါလို့ချမ်းသာပါလို့စီမံရေးစင်ပြပါနှလုံးတွေပေါ့ပါလို့သုံးလုံးတွေပေါ့ပဲအဲ့လိုစူတောင်းတာဝိတ္တကစူတောင်းတာတွေတော့အများကြီးရှိတယ်အဲ့ဒီစူတောင်းတာလေးတဲ့တကူကစိတ်ဝင်စားစရာလေးပေါ့နော်တပည့်တော်ကိုတဲ့အာဂန္တုကဝက်ဆိုတာအဲ့ဒီရဟန်းနေလာလို့ရှိရင်တပည့်တော်ဆွမ်းလှူဒန်းခွင့်ပြုပါဗျာနော်ဝိတ္တကဘုရားကိုတပည့်တော်စူတောင်းဝင်လေးတကူပေးပါဗျာစူတောင်းဝင်ပေးပါဗျာဆိုတော့ဘာစုလိုချင်တယ်လဲဆိုတော့တပည့်တော်အာဂန္တုကဝေအဲ့တဲ့ရဟန်းတွေကိုတပည့်တော်ဆွမ်းပြုစုလုံကျွေးခွင့်လေးတပည့်တော်ပေးပါဗျာဆိုတော့မင်းဘာဖြစ်လို့ယူချင်တာလဲအဲ့ဒါတို့ကဒီတာဝဋ္ဌိမှာဒီရဟန်းတွေကတာဝဋ္ဌိမှာနေတဲ့ရဟန်းတွေကပြည့်တယ်နာမရှိဘူးဘုရားလို့ဒီဇင်းကနေပြန်လာပြီဆိုလို့ရှိရင်အဲ့ဒီကအိမ်နေပါလေလဲဟောပြုဆွမ်းပြပါဗျာဘာညာလည်းမရှိဘူးစားတော့ဆိုင်လည်းမရှိဘူးဝဲစားလို့လည်းမရဘူးတပိတ်တလုံးနဲ့ဆိုတော့ဆွမ်းငံထွက်တာအဲ့ဒီကိုရတဲ့အမှဆွမ်းငံထွက်တော့ကြတော့တမန်တော်ကလုံးဆွမ်းငံထွက်တယ်ဆွမ်းတစည်းမှမရဆွမ်းတစည်းမှမရတော့အဲ့ဒီဒကာကြီးတယောက်ကစိတ်ဝင်စားရှင်မရဆွမ်းရယူလာဗျဒကာကြီးမရသေးပါဘူးမနေ့ကကတည်းကဆွမ်းလှဲ့နေတဲ့ဘာမှကိုမရတယ်တဲ့ရှင်မရတဲ့ရှင်မရဘယ်ကမှတော့ဗျအဲ့ဒါဘာသာကြားကြီးရက်ွက်ကြီးတဲ့တမန်တော်လုံးတန်တွေကိုဆွမ်းကတော့တယ်ရှင်မရမှာမဟုတ်ဘူးတဲ့အဲ့ဒါဆိုလို့ရှင်တော့ဟိုမှာဝိတ္တခါတော့ရင်တော့ဝိတ္တခါတော့ဆွမ်းလူတယ်ဆိုအဲ့မှာရဟန်းသွားတာအဲ့ဒီချင်းရကိုမြင်လို့မလို့ဝိတ္တခါဆိုတာအာဂန္တုကဝက်ကိုတပိတော့စောက်တီခွင့်ပြုပါဗျာတဲ့ခုနှစ်ရအာဂန္တုအာဂန္တုကဝက်ခုနှစ်ရဘာညာအတားတွေကခုနှစ်ရပြီးလို့ရှိရင်ခုနှစ်ရလောက်နေပြီးသွားပြီဆိုလို့ရှိရင်ဒီမျိုးရဲ့နေရာဒေတာကိုကျွမ်းသွားပြီလေဒီနေရာဘာသာကြဒီနေရာဆွမ်းခံလို့ရတယ်အကုန်လုံးကျွမ်းသွားအဲ့တော့အဲ့ဒီဝက်ကိုတပိတော့စောက်တီခွင့်ပြုပါဇေတမအသိရောက်လာတယ်တော့ဆွမ်းခံမထွန်းတဲ့တော့မြေဝိတ္တခါရင်သွားပြီးတော့သွားဖုံးပေးတပတ်လောက်သွားဖုံးပေးတ
ဖုံးမင်းနဲ့မင်းနေရာလေးတစ်ပါးလေးကြီးခဲ့ဘဝဆွမ်းခံလို့ရအောင်အဲ့လိုကြည့်ရင်းနဲ့တပတ်လောက်ကြာတော့သူကလည်းကိုလဲသွားတာဒါဥစ္စာတော့မျိုးကြောင်တို့ကလည်းအဲ့လိုလေးပဲဘာမှမသိဘူးတော့ကနေတက်လာတာဟုတ်တယ်နော်ဒါဘယ်နဲ့ဆွမ်းခံထွက်လို့ပြမကြောက်ဘူးဥစ္စာတော့မန်းလေးမစိုးတက်တဲ့နေတော့တက်လာတယ်ဘယ်နဲ့ဆွမ်းစားရင်လဲပါလာတဲ့ပတ်စံလေးတွေကကုန်ပြီဝဲသားလို့လည်းစင်မပြေတော့ဘူးငါတို့တော့အခုတော့အဲ့ဒီမှာပေါ့ကတကူတဲ့ရှိတယ်ဆိုတော့မနေ့ကစောရီတာပြီးကြမှာသင်္ကန်းရုံတပိလေးပိုက်တာဘဒူရီရဲ့ပုံစံလောင်းတို့လည်းမသိဘူးထွက်လာပြီဆိုတော့နောက်ကနေကိုနဲ့မသိမတတ်လက်သူဝင်တဲ့အိမ်ကိုနောက်ကဝင်တယ်အဲ့လိုဝင်တာဝင်ပြီးတော့အိုးကတကယ်သူတို့သိတဲ့အကြောင်းကြီးတယ်လားမသိဘူးဝဲချတော့ငါတို့ကရှေ့လည်းမတွားတတ်တော့ဘူးအမှနှစ်ပါအဲ့ဒါငါတို့ကကြောင်းပြီးပြန်ပြီးတော့တွားမယ်ဆိုပြီးတော့ရားတဲ့ဆွင့်ကိုအဲ့လိုပုံပြနောက်နေ့တွေလည်းအဲ့ဒီနားပဲတွားတယ်နောက်တဲ့တပတ်လောက်နေတော့ကျတော့ဟိုဘက်ရှေ့နားနည်းနည်းသို့ပြီးတော့အမှသူကနေကိုဆင်းပြေးသွားတယ်နော်နာမည်မကျွမ်းကျင်တဲ့နေရာဆိုလို့ရှိရင်စောနာရဟန်းလေးလိုပဲဘုရားတော်မောင်ရတော့ကိုရင်ဘွားခုလိုချိန်လေးပဲဒါမှတ်ရလို့ပြောတာပါဆွမ်းကန်ထွက်တော့မှတ်မိတယ်ခုချိန်တည်းကိုကနဲ့ကိုတက္ကမတယောက်ကစတူးကွက်လေးနဲ့ကိုင်းနေစတူးကွက်လေးနဲ့ကိုင်းနေတော့တော့ရက်တာကြော်စောလို့ပြောလိုက်လို့ရှိရင်တော်သေးတာကိုရင်နဲ့တပည့်ကလေးထမင်းကျွေးနေတာဗျာအခုစီဒီပြန်လို့ရဆက်နော်အဲ့လားတကားဝင်သွားတော့ဟာကြော်ရိုးကိုပြောလိုက်လဲတော်သေးတာဒီလိုစဉ်းလိုက်လေဆွမ်းလုံးတယ်ဆိုလို့ရှိတော့တွန်းတော့မှကလေးရလည်းမရှိဘူးကလေးမရှိလို့တွန်းရတာဟိုကပြောပြလိုက်တာလေကိုယ်နဲ့ကလေးထမင်းကျွေးနေတာဗျာနောက်တည်းကမသွားတော့နော်အဲ့တော့ဝိသကာကပြောချင်တာအဲ့လိုအာဂန္ဓုကဝဲတခြားဒီကရောက်လာပြီဆိုလို့ရှိရင်ဒီနေရာရောက်တယ်ဆိုလို့ရှိရင်ခက်ခဲပြစ်တာလေဆွမ်းရဟုတ်လားမှန်ပါဗျာမြို့ရောက်တယ်ဆိုလို့ရှိရင်ဒါဆွမ်းကန်ဖေးရတာဆွမ်းကန်ဖေးရတဲ့ရှင်မြတ်ဒီကမအောင်ဗျာဘာညာနဲ့အဲ့လိုတွေနေထားတယ်ရှိတာနော်အဝိတ္တကအဲ့လိုဒါဆိုလို့ရှိရင်ကောင်းပြီအဲ့ဒီစုကိုယူမင်းရဲ့ရည်ရွယ်ချက်ကဘာဖြစ်လို့အဲ့လိုတောင်းတာလဲဆိုတပည့်တော်ကတဲ့စီဘောရဓမ္မပြတယ်စီဘောရဓမ္မဆိုတော့မြို့တွေရွာတွေတပည့်တော်လှက်ပဲတွားတာဗျလှက်ပဲတွားတယ်ဆိုလို့ရှိရင်အဲ့ဒီမှာရဟန်းတပည့်တော်ကတဲ့ရောက်တဲ့နေရာတဲ့ဘုန်းကြီးကျောင်းရှိဘုန်းကြီးကျောင်းဝင်တယ်ဗျရဟန်းတွေနဲ့မိတ်ဆက်တယ်ဗျမိတ်ဆက်တဲ့ကတပည့်တော်မေးတာဟုတ်ဗျတဲ့ရှင်ဗျာတာဝတိရောက်ဘူးလားအာရကမကြီးတာဝတိရောက်ဘူးတယ်ဗျအဲ့ဒီတာဝတိရောက်ဘူးတယ်ဆိုလို့ကြာဒီကိုတော့ငါလှူတဲ့ဆွမ်းကိုဖုံးပေးဘူးတယ်ဆိုပြီးသူကသိသွားတာနော်အဲ့လိုဘယ်နေရာပဲရောက်တာဝတိရောက်ဘူးတဲ့ယဟန်မှန်တယ်များသူဆွဲပါတော့ဖုံးပေးပြီးတာဖြစ်တာနော်ဘယ်နေရာပဲရောက်ဓမ္မရည်တာအခုဥစ္စာဘယ်မြန်မာရောက်တယ်ဆိုလို့ချင်းဘယ်နေရာတွေ့တယ်ဒါငါတို့စာရှင်းပြတဲ့ဥစဉ်ရှင်းပြတဲ့ဥစဉ်သိပါပြီလေအဲ့ဒါဝိတ္တကလည်းအဲ့လိုအဲ့တော့သူ့ရဲ့သူ့ခိုးစရာလေးတစ်ခုရှိရဲ့တို့ကျောင်းထဲရောက်ပြီဆိုလို့ရှိရင်တို့အဲ့လိုစားစရာတစ်ခုကတော့ယူလာတာအဲ့လိုယူလာရင်ဆိုပါတော့ရင်းတော့ဆိုလို့ရှိရင်ဒါတင်းလဲတို့မဟုတ်ဘူးလို့ဗီမိတ်ထုတ်တွေပါတယ်မရှိဘူးကိုဒိန်ကဲတို့အဲ့လိုမျိုးလေးယူလာရင်ဆိုလို့ရှိရင်အဲ့ဒီဝိတ္တဟာလာရဲဆိုလို့ရှိရင်ကိုရင်လေးတွေပါတွေကတက္ကမကြီးနာကိုပြည့်လာကြတယ်ပြောတယ်ထင်ကြကရော့ရှင်မြရော့အဲ့လိုနော်အဲ့လိုလေးတွေဆိုတော့ဓမ္မကြီးကိုကိုလုံးလဲချစ်တယ်ကြီးညိုတယ်လေးလေးစားတယ်အဲ့လိုရဟန်းတွေနဲ့ကိုယ်နဲ့ရင်းနှီးတို့ကနေတာတဲ့နော်အဲ့လိုရင်းနှီးနေတဲ့အခါဆိုလို့ရှိရင်ကိုယ်နဲ့ရင်းနှီးတဲ့ရဟန်းဆိုလို့ရှိရင်ကိုပြောလို့ဆိုလို့ကောင်းတာဟုတ်နော်ကိုယ်နဲ့ဟိုလည်းနဲ့ဘယ်မှလည်းမပြောခဲ့ကြတယ်ကိုယ်နဲ့မတွေ့တဲ့လူဆိုလို့ရှိရင်ရှင်ဗျာအဲ့လိုလေးမနေပါနဲ့ဗျာတော့ဓမ္မကြီးဘုရားကိုနေရာပါပြတော့ဘုရားကဟုတ်တယ်နော်ဝိတ္တကတွေကြတော့ကိုနဲ့ရှင်ဗျာအဲ့လိုနေတာမတတ်တော့ပါဘူးဗျာဆိုဟုတ်တူလူဆိုတာမဟုတ်ဘူးကိုကဟုတ်တယ်လို့ထင်ပေမဲ့တခြားလူကမြင်မှာဟုတ်လားဒါဓမ္မကြီးတော့ဥစ္စာနဲ့ရင်းနေသွားပြီဥစ္စာထင်အောင်လုပ်နေတယ်ဆိုလို့ကြာဥစ္စာအဲ့ဒါလည်းမတတ်တော့ဘူးဗျာဆိုလို့ရှိရင်ဒါရှောင်းတယ်လေမှန်ပါဗျာတခြားလူကကိုနဲ့မသိတဲ့ဥစ္စာတွေရဲ့တော့ဆုံးမလို့မရဘူးဥစ္စာလက်တွေ့ငယ်ကတော့ဘောကလေးတွေနဲ့လူတွေလည်းအများကြီးပဲဥစ္စာတငယ်ချင်းတူပဲသူက
ဧကတိယမပါဘူးဧကတိယမပါတော့ဦးဆရာကြီးနဲ့တွားလို့တယ်ရှင်မရဟိုမှာလူတွေလည်းအများကြီးဧကတိလေးပါလေကိုင်းအောင်ပါလေကိုတော့ကိုကိုင်းခဲ့မကိုင်းအဲ့လိုလေဆိုလို့ဒါရင်းနေတယ်ဆိုလို့ရှိရင်သူနဲ့ကိုနဲ့ရင်းနေထားတယ်ဆိုလို့ရှိရင်အေးငါမေ့တွားလို့အဲ့လိုပြောမှလေမသိတဲ့လူဆိုလို့ရှိရင်ဘာလို့ငါဆရာကြီးလားဘာတော့ဒါအဲ့လိုပုံစံမျိုးအဝိတ္တကအဲ့လိုလေးတွေဒီမှာသူနဲ့ဖြစ်တဲ့ဟိုသူဖြည့်ရှင်းရတဲ့ပြဿနာတွေရှိတယ်ဒီမျိုးသမီးတွေလေဒါဘိက္ခုနီမတွေကိုဝင်ရတာတွေပါသူဖြည့်ရှင်းရတာပဲသူအဲ့ဘာဖြစ်လို့ဖြည့်ရှင်းရတယ်လဲဆိုတော့ तू ကရဟန်းနေနဲ့ရင်းနေတာကျွမ်းဝင်တာဟုတ်လားတင်ပါပြီအဲ့တော့မြို့မှာဆိုလို့ရှိရင်တဲ့လူတဲ့လူနဲ့မလူတဲ့လူကိုပဲကြွစားရတယ်ရင်းနေတဲ့လူပဲကြွစားရတယ်ဟုတ်လားရင်းနေတဲ့လူခုကတော့ရင်းနေတာတွေမရင်းနေတာတွေကြွပိုးစားရတယ်ဟိုကိုလူတဲ့တဲ့နဲ့လူကိုနဲ့ရင်းနေကျွမ်းဝင်တဲ့မှာကျတော့ကိုကမဟုတ်တာလုပ်လိုက်တယ်ဆိုလို့ရှိရင်ဩကိုလူနေတဲ့ထောက်ပံ့နေတဲ့တကမတိတ်ခါကြမှာကိုလည်းတိတ်ခါကြတယ်သူကကြွစားတယ်မလူတဲ့ဆိုလို့တကယ်မိုင်းနဲ့ဦးစားနဲ့မတူဘူးဆိုလို့ချင်းကြွစားပြီကိုလူတဲ့ဆိုလို့ချင်းကိုကြွစားရတယ်လေအမျိုးတွေမှာလူတဲ့လူကိုကြွစားရတယ်မလူတဲ့လူကိုတိတ်ပြီးတော့ကြွစားတယ်ဘူးနေရီရွာတွေဘက်တွေဒါထိန်စင်းတို့ဘာလို့တော့မပါဘူးပေါ့မျိုးဖြစ်နေတာမလူတဲ့လူကိုကြောက်ရတာလူတဲ့လူကရွာတွေဘက်ဆိုလို့ရှိရင်ဘာမှပြမပြောဘူးရန်နေကိုယ်တော့ဘလို့ပဲဘောလုံးကန်ကန်ချင်းခဲဘာမျိုးအဲ့မလူတဲ့လူကကြောင်းတော့တလနေလို့တစ်ခေါက်မရောက်ဘူးတစ်နှစ်နေလို့တစ်ခေါက်မရောက်တဲ့ဟာဒီကိုယ်တော်ကြီးကြီးအောင်စားလည်းမကြက်ပဲနဲ့ဘာမှလည်းမလုပ်ဘဲနဲ့ထင်ရရှောက်နေတာဒါမလူတဲ့လူတွေအသိပြောတာဒါဓမ္မကြီးတို့ဒါဘုရားဘုရားဟောသူတို့လည်းဘုရုဇန်တဘာဝဒါလူငယ်တဘာဝဒီလိုလေးတွေနေကြမှာပဲထိုင်ကြမှာပဲနော်အဲ့တော့ပြောချင်တာဝိတာခါတို့နမူနာယူပြီးကြမှာအဲ့လိုလေရန်နေနေတာဘလို့ဟိုကိုမြင်လိုက်တာကချင်းခံနေတာဘောလုံးကဏ္ဍမြင်တယ်သူတို့ဘုရားရှင်ကိုတရားစာချက်အဲ့ဒီချိန်နေကြတော့ကိုကမမြင်ဘူးမှန်ပါပါကိုကဒီရန်တဘာကိုဆွဆွဲလိုက်တယ်ဆိုလို့ချင်းဆွဆွဲလိုက်တဲ့အချိန်ကသူကတရားထိုင်နေတယ်ဘာညာအကုန်လုံးကောင်းတာတွေလုပ်နေတယ်ဆိုလို့ချင်းအပြစ်ကဘာပဲဖြစ်တာကိုရဖြစ်နေတာအကြောင်းတိတ်ပြီးတော့ဟိုတချို့ကအကြည့်လေးဖေးဖို့လေးကြည်တာနဲ့ရန်နေကွာငါတို့ဒီကိုယ်တော်လှူတာမိုင်းနေတူတယ်ဟုတ်တယ်နော်မှန်ပါဖေးဖို့လေးတွေဝိသရာတို့မှာအဲ့လိုမရှိဘူးနော်သူတို့ကကိုချစ်ခင်ထားတဲ့ပုံကိုယ်တွေနော်ကိုကဘယ်လိုထိမ့်သိမ့်ပြရမလဲဆိုတာပဲသူတို့ကဂရုစိုက်တာဒီဟာတွေကိုပြစ်ပြောတာတွေပါလေအဲ့လိုမရှိဘူးနော်အဲ့တော့ဝိသကမှာတာတပီပေါင်းမြောင်များစွာနဲ့မြည်တွေမြစ်တွေနဲ့အမြဲတမ်းနော်ဘယ်နေရာသွားတော့သူအကုန်လုံးတပြုံတစ်ခေါင်းကြီးနဲ့ပေါ့သွားတာရမီကလည်းတော်တော်များတယ်မြည်တွေမြစ်တွေဟိုသူပထမဆုံးမွေးလိုက်တာနှစ်ပြူထွက်တယ်ခုနှစ်ပြူကနေ14ပြူကနေနောက်ဆုံးမြည်တယ်ကိုတော့ကောလုံးမလုံးစည်းနေတာဒါပေမဲ့သူကဘလောက်ပဲသားတယ်မြည်တယ်ဒီဘလောက်ကြီးပဲရနေနေဟောတက္ကမကြီးတို့လိုပဲနုရွယ်ချောလာလေးတွေဒါရမြည်တယ်ရတာအိုးသွားတာတက္ကမကြီးတို့လိုပဲသူကချောတော့လှတော့မဲတပလေးတွေပြန်ဖွက်လာတယ်တပလေးတွေပြန်ဖွက်လာအဲ့ဒီဝိသရာကိုအားကြပြီဦးဇင်းတို့ဘက်တွေတချို့ဘက်တွေမှာရှိတယ်အလိုလုံးတယ်ဆိုလို့ရှိရင်ဒါဓမ္မကြီးတို့ပဲရှိလားမသိဘူးလူတဲ့ဆိုလို့ရှိရင်အဲ့ဒီလူနေမှာမနက်ခင်းစောကြီးကလေး2ယောက်ထက်မိခင်တွေအကုန်လုံးခေါ်တာကလေး1ယောက်နေဟိုမပြောဘူးရကစားတယ်ကလေးမရှိတာတွေမခေါ်ဘူးကလေး2ယောက်ထက်မိခင်တွေခေါ်ပြီးကြမှာကုန်းလာတာဖိတ်တဲ့ဟာတွေပေါ့လာပြီးကြမှာမောင်ရင်လောင်းကိုထမင်းကျွေးရတာအဲ့ဒီဒလေးလေးရှိတယ်ဘာဖြစ်လို့အဲ့ဒီဒလေးရရှိတာလဲဆိုလို့ချင်းဒီဝိတာကနေစတာလို့ပြောတယ်သူတို့ကဝိတာကဒီမှာမင်္ဂလာဆောင်တွေလှူတွေဝိတာကမပါလို့ရှိရင်မပြီးဘူးတဲ့ဝိတာကကိုပြရတာဖိရတာဝိတာကရောက်မှတာလေအဲ့ဒီလူကအောင်မြင်တယ်ဘာဖြစ်လို့လဲဆိုတော့သူကတကယ်ဘာသာရေးမှာအကုန်လုံးထဲဝဲအကုန်လုံးသူကခရကြတာနော်အဲ့တော့ရွာတွေဘက်မှာဆောင်းနေပြတယ်ကလေး2ယောက်ထက်မိခင်နေကြဟိုကဝိတာကများတာကိုကလေးများတော့ကြတော့သူဒီမောင်ရင်လောင်းလေးတွေကလေးတွေသူတို့ကြီးလို့ရှိရင်တာသမီးတွေဘာညာတာကရအောင်အဲ့ဒါလေးလည်းပြတယ်ဆောင်းနေပြတယ်ဝိတာကကိုလူရတိုင်းတွေမှာဖိတ်တယ်လို့သူကအဲ့လိုဖိတ်တာအဲ့ဒီလိုဒလေးတွေကရှိသေးတယ်ဗျာနော်အဲ့တော့
ဝိတာကလည်းပြီးသွားပြီနာရပိန်လည်းပြီးသွားပြီနာရပိန်တတိရဲ့တက္ကမာကြီးကြတော့ဘယ်လိုမသိတော့ဘူးတော်တော်ပြားပြားမသိဘူးနာရပိန်တတိရဲ့တက္ကမာကြီးကပုံညလက္ခဏာဒေဝီဒီတော့မမေ့တော့ဘူးနော်သိတယ်ဟုတ်ပြီဝိတာခါရဲ့တက္ကကြီးကြတော့ဝိတာခါရဲ့တက္ကကြီးကြတော့ ဘုရားကဘုံနာပါဗျာ ပိရိဝေဒနာဒရောဒာတဲ့နော်အဲ့တော့အဲ့ဒါလည်းဦးဇင်းတို့ဘာနရီကနန္ဒီရကြောတော့နန္ဒီရဆိုလို့ရှိရင်ကိုရေဝရီတို့ဆိုလို့ရှိရင်တိတ်ပြီးတော့မသိဘူးဒါတော့ဘိုးတော်တော်ဒါကြားပြီးတယ်ဆိုတော့ဟောပါဟာတာလေးပေါ့နော်တော်ပုတဲ့တော်ပုနဲ့ဥတောင်းတယ်လေကားလူလဲတော်ပုလေကားတော်ပုဩဒတိုင်းတော်ပုရေဦးစံတော်ပုကြောင်ကောင်းလို့ဟောဘူးလေသူတကားရဲ့ဥတောင်းမမလားဟာမိမရဲ့နာမည်ပဲပါပါတယ်ငါကြဘယ်သူမှလည်းမခေါ်ကြဘူးဘယ်ခေါ်ကြတာဥတောင်းလေကားဥတောင်းဟောဘူးဥတောင်းနဲ့တော်ပုတို့ရဲ့ကြောင်အဲ့လိုခေါ်စေချင်တာဒါပေမဲ့ဘယ်နေရာလဲကြောင်တော့တော်ပုလေကားအကုန်လုံးတော်ပုတို့တုံလည်းပဲဝဲရတော့ဟုတ်တော့ဦးစံတောင်းလို့တော့ခေါ်လောက်တယ်ထင်ပါတယ်တုံလည်းပဲဝဲမနေ့ကဆွမ်းကန်ကြွမေဘူးဦးစင်းကြီးလာပြီတော်ဘူးဦးစင်းကြီးကြလာပြီတော်ဘူးဦးစင်းကြီးကြလာပြီဆိုဟောဦးစင်းကြီးဟာစိတ်မှုထားတယ်ဦးစင်းတောင်းလို့ခေါ်စေချင်တာဒါပြန်ပြီဒီမေဘူးလာပြန်ပြီတော်ဘူးဦးစင်းဆိုဒါစိတ်ပြက်ပြီးထွက်သွားကဲဟာနာမည်တလောက်မပါလားကဲပုံစံတော့ရန်တော့ထေးတော့မဝါဆိုပြီးပြစ်ဆက်လက်ပြတော့ပေါ်ကျွတ်အောက်ကျွတ်ဆိုမူးမေလဲအကြမ်းမကလေးတွေကပြေးလာပြီဦးတောင်းကြီးထမ်းတော့မူးလဲနေလို့ဟေးအကြမ်းမဦးတောင်းကနာမည်ထွက်လာတာနော်စားတော့ဘာတော့မေဘူးဆိုပြီးတော့အဲ့တော့ဘုရားခါတို့နာတပင်နဲ့ထေးတို့နော်ဆိုတော့လောက်တော့လောက်တယ်လှူလေးတိုင်းလောက်တယ်ဆိုလို့ရှိရင်တူဒါဟိုတနေ့ပြောတယ်လေမောင်ကကြည်ပြူမဲကလူတဲ့မောင်ရှင်လဲတူစိတ်တူကိုယ်တူတွေဖြစ်နေရမှာနော်အဲ့တော့ဦးဇဲဒါပြောလို့ရှိရင်တနေ့ကုန်ပြောပြီးမှမဟုတ်ဘူးစေတဝန်ကြောင်းနဲ့အများကြီးရှိတယ်နော်အဲ့ဒါတွေကိုအကုန်လုံးကိုယ်နဲ့ကိုရောက်ကကြမှာဝစေတဝန်တွေအကုန်လုံးကြားခဲ့တယ်ဆိုလို့ရှိရင်အဲ့ဒါကိုအာယုံပြုအဲ့တို့ရောက်ခဲ့ပါလားဆိုတာနော်အဲ့လိုအာယုံပြုပြီးတော့ကျမဦးဇင်းတို့မင်္ဂလာတော့ရွတ်ဖက်ပူဇော်မယ်နော်မင်္ဂလာတော့ရွတ်ဖက်ပူဇော်ပြီးတော့ရေဘဲချအမြတ်တမ်းပြေဝေမယ်နော်မင်္ဂလာတော့ပါရရပါပါဟောဘုရားတော့ရမင်္ဂလာပါကကြီးမလားလွယ်ယူခဲ့တယ်ဘုရားတော့မှာအဆင်ပြေပါ